စစ်သားတယောက်တနက်နဲ့ကန်းချီကိုခြေချလိုက်တဲ့အခါသူ့ခြေထောက်အောက်ကထူးဆန်းတဲ့အတန်ကိုကြားလိုက်ရတယ်ဖြစ်နေတာကရုပ်ရှင်အဖွဲ့တစ်ဖွဲ့ကအဲ့ဒီမှာရိုက်ကူးနေတာပါဒါပေမဲ့သူ့ခြေထောက်အောက်မှာတခုခုမားယွင်းနေတယ်လို့စစ်သားကခံစားမိတယ်မြေမြုပ်မိုင်းပေါ်ကိုသူကြော်လန့်မိတယ်လို့ခံစားရတယ်ဒရိုက်တာကရိုက်ကူးထားတဲ့ဖလင်ကိုပြန်ကြည့်တဲ့အခါအတန်တစ်ခုကိုတေချာပေါက်ကြားလိုက်ရတယ်လူတိုင်းအထိတ်တလန့်ဖြစ်ကုန်ကြတယ်ပစ္စည်းတာဝန်ခံကကြောက်ကြောက်နဲ့သွားပြီးစစ်ဆေးတယ်တဲတွေကိုရှင်းထုတ်ပြီးနောက်မှာအစစ်အမှန်မြေမြုပ်မိုင်းတစ်လုံးကိုသူတို့တွေ့ရှိလိုက်ကြတယ်ဒါကြောင့်မတော်တဆမိုင်းကွင်းထဲကိုဝင်မိနေတယ်ဆိုတာသူတို့သိလိုက်ရတယ်ဒီလူကအေးစစ်စစ်မနေနိုင်တော့ဘူးဒါကြောင့်သူ့တနက်ကိုရွှေ့ဖို့တစ်သားတုံးနှစ်ချောင်းကိုအသုံးပြုကြတယ်ဒါပေမဲ့ဒီလိုအနေထားအတိုင်းအကြာကြီးရက်နေရတာကသူ့ခြေထောက်တွေကိုအင်မတန်နာကျင်စေတယ်ဒါကြောင့်သူ့ကိုခြေထောက်ထောက်တန်ယူပေးပြီးတက်တောင့်တက်တာရှိစေဖို့သူ့ခေါင်းဆောင်ကိုချုပ်ပေးကြတယ်ရဲတွေမြက်မြက်ဆက်ဆန်ရောက်လာကြတယ်ဒါပေမဲ့မိုင်းကိုကြည့်ပြီးတာနဲ့ရဲရရှိတွေကသူတို့ဘာမှမတတ်နိုင်ဘူးလို့ဆိုကြတယ်အတုံးမဝင်တဲ့စကားတချို့ဆိုပြီးတာနဲ့သူတို့ထွက်သွားကြတယ်ကံကောင်းကျင်တော့သူတို့မှမျောလင်းချက်အားလုံးမကုန်သေးဘူးအနီးနားကရွာတရွာမှာအနားယူထားတဲ့စစ်သားဟောင်းတယောက်ကိုသူတို့တွေ့ရှိခဲ့တယ်ဒီစစ်မှုထမ်းဟောင်းကတက်မတော်မှာဘုံရှင်းလင်းရေးပညာရှင်တယောက်ဖြစ်ခဲ့တယ်သူကဝစ်စုံစင်ပြီးမျက်မှန်တက်ကမိုင်းကိုလေးလာပြီးတဲ့နောက်သတင်းကောင်းနဲ့သတင်းဆိုးကိုပြောပြတယ်သတင်းကောင်းကဒါကဖီအားရှုံမိုင်းဖြစ်တယ်တရုတ်ဆောင်ကမလှုပ်ရှားတရွေ့သူ့ခြေထောက်ကဒါကိုနှိုးဆွနိုင်မှာမဟုတ်ဘူးသတင်းဆိုးကဒီမိုင်းမျိုးကိုဘယ်သူမှစိတ်ချရအောင်ဖြုတ်လို့မရနိုင်ဘူးရုတ်တရက်ဆိုသလိုနွားတကောင်မိုင်းကွင်းထဲကိုထိုးဝင်ပြေးလာပြီးအပိုင်းပိုင်းပျက်စီးသွားတယ်လူတိုင်းအံ့အားသင့်သွားပြီးကြောက်ရွံ့ခြင်းနဲ့ခဲနေကြတယ်တရုတ်ဆောင်ကတကိုယ်လုံးတုန်နေတယ်ဒါနဲ့ဒရိုက်တာကအန်ရခံတရုတ်ဆောင်နဲ့စိတ်ဆက်ညှိနှိုင်းလိုက်တယ်ဒီတရုတ်ဆောင်ကိုမင်းကယ်တင်ပေးရင်မင်းကိုနာမည်ကြီးတရုတ်ဆောင်ဖြစ်အောင်လုပ်ပေးမယ်ဒါကြောင့်အန်ရခံတရုတ်ဆောင်ကဒူးထောက်လိုက်တယ်ပထမဆုံးဓာတ်နဲ့တရုတ်ဆောင်ရဲ့ဖက်နှက်ကိုဂယုတစိုက်ပြီးဖြစ်တယ်ပြီးတော့ဓာတ်သွားကိုအခြားဘက်ကနေတဖြည်းဖြည်းချင်းထိုးသွင်းတယ်အန်ရခံတရုတ်ဆောင်ရဲ့အချက်ပြမှုနဲ့အညီတရုတ်ဆောင်ကသူ့ခြေထောက်ကိုဖက်နှက်ထဲကနေဖြည်းဖြည်းချင်းဆွဲထုတ်လိုက်တယ်ဖီအားပြောင်းလဲသွားတဲ့အခါမိုင်းတွင်းကနှိုးဆွမှုရန်ရာကဆလှုပ်ရှားလာတယ်ဒါပေမဲ့နောက်ဆုံးအခိုက်အတန့်မှာအဖွဲလိုက်လှုပ်ဆောင်မှုကြောင့်တရုတ်ဆောင်ဟာသူ့ခြေထောက်ကိုစိတ်ချရစွာဆွဲထုတ်နိုင်ခဲ့ပြီးအန်ရကနေလွတ်မြောက်သွားတယ်လူတိုင်းကသူ့ကိုမတ်တက်ရအောင်တွားကူကြတယ်ဒါနဲ့အန်ရခံတရုတ်ဆောင်ကကိုယ်တိုင်ဝင်ပြီးမိုင်းပေါ်မှာဖိထားတယ်ထွက်ပြေးပြီးနောက်မှာတရုတ်ဆောင်ကကန်းချီကိုပြန်လာပြီးအန်ရခံတရုတ်ဆောင်ကိုတနေ့မှနာမည်ကြီးအောင်လုပ်ပေးမယ်လို့ကတိပေးတယ်ဒါပေမဲ့ဒရိုက်တာကကြံတဲ့လူတွေကိုအိမ်ပြန်သွားခိုင်းတယ် professional ဘုံဖြုတ်ပညာရှင်ကိုခေါ်ထားပြီးပြီလို့လိန်ပြောကအခြားသူတွေနေရင်အန်ရများနိုင်တယ်လို့ဆိုတယ်လူတွေအားလုံးကိုဘေးကင်းရနေရကိုရွှေ့ခိုင်းတယ်ဒါပေမဲ့သူတို့သွားပြီးတဲ့အခါဒရိုက်တာကအန်ရခံတရုတ်ဆောင်ကိုအမှန်တရားပြောပြတယ်သူ့စီမှာပဲပညာရှင်ကိုမှမခေါ်ထားဘူးတရုတ်ဆောင်ရဲ့အသက်ကိုအန်ရခံတရုတ်ဆောင်ရဲ့အသက်နဲ့လဲလှယ်ကျင်တာပဲဒါနဲ့ဒရိုက်တာကစိတ်ထားခက်ထန်စွာနဲ့ထွက်သွားပြီးအန်ရခံတရုတ်ဆောင်ကိုတယောက်တည်းအကြောက်တရားနဲ့ကြံရစ်ခဲ့တယ်